everyone, what's up? ကျွန်တော်ဒီနေ့မျှဝေသွားမယ့်စကားလုံးလေးကအခုတလို့သူတို့တွေစကားထဲမှာထည့်တဲ့ပြောနေတဲ့စကားလုံးလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာမှာပြောကြတာရှိပါတယ်မစိုးစလောက်ကလေးတော့ကြောနေပြီနည်းနည်းလေးတော့ကြောနေပြီအဲ့ဒါကိုသူတို့ဓမ္မဘလို့သုံးပြီးတော့ပြောကြတယ်လေအဲ့ဒီအသုံးနှုန်းလေးက a little over I moved to LA a little over a year ago. A little over a year ago, I started learning English, and now I feel more confident speaking. She is a little over 30, but still looks so young. I waited a little over an hour for the food. This laptop cost a little over 1,000. ဒီလိုဆိုရင်မစိုးစလောက်ကလေးနည်းနည်းလေးတော့ကြော်နေတယ်နည်းနည်းလေးတော့ကြော်ပါတယ်အဲ့ဒီလိုပြောပြီးတော့သုံးကျင်တယ်ဆိုရင် a little overနောက်ဗီဒီယိုမှာတွေ့မယ်နော် bye bye Please subscribe my YouTube channel. Thank you.